大数的，还叫去妈妈的，因为对其他的米大数的，你也对他嘛呢，偏偏半身他的，对于累啊肉他嘛，对其他的米大数的个，那边嘛喏，拍下看路路是的呀，那个把到呢你那边嘛得的看苗会看别的，偏身那嘛帮助巴是，因为对其他的米大数的，看看你的都的是啦。วันนี้นี่ได้ดูดิရှိလားငိုကျွေးနေရတဲ့သူတွေရှိလားလူတူတယောက်စီတိုင်းမှာခက်ခဲချင်းဝမ်းနေချင်းလူတိုင်းတွေ့ကြုံရမှာပဲဘယ်သူကငါ့ကိုလာထောက်ပံ့မယ်ဘယ်သူကငါ့ကိုလာပေးမယ်ဘယ်သူကငါကိုလာပေးမလဲဆိုတဲ့မျော်လင့်တောင်းတနေတဲ့သူတွေကြီးပါပဲလောကမှာဒါကြောင့်မို့ချစ်ရတဲ့မိသားစုတွေယနေ့ဖယားတခင်ကနှခုပြီးပြောထားတာဖြစ်တယ်ဒီအရာကဘာဖြစ်မလဲဆိုတိတ်ချစ်ရတဲ့မိသားစုတွေကိုဒီနှုတ်ကပတ်တော်နဲ့ကျွန်တော်ပြောချင်တယ်တမန်တော်အခန်းကြီး20အငယ်35ကိုကျွန်တော်ပြောချင်တယ်တမန်တော်အခန်းကြီး20အငယ်35မှာပြောထားလဲဆိုထိုတို့တင်တို့ဒီလေအလုံးလုံး၍အာနေသောသူတို့ကိုမာစာရမီကို၎င်းစွန့်ကြဲခံရခြင်းတဲ့စွန့်ကြဲခြင်းအရာသည်ဒါ၍မင်္ဂလာရှိသည်ဟုသခင်ယေရှုမိန့်တော်မူသောစကားကိုနော်ယနေ့အခက်ခဲပြဿနာတွေ့ကြုံနေတဲ့သူတွေမြောက်များစွာလောကမှာရှိပါတယ်နော်ရေဘေးဒုက္ခတဲ့တကြီးနော်ငလင်ဘေးတွေပြီးကြလို့ရှိရင်တဘာဝဘေးအန္တရာယ်တွေနဲ့တွေ့ကြုံနေရတဲ့မိသားစုတွေမြောက်များစွာလောကမှာရှိတယ်အဲ့လိုမိသားစုတွေနော်တာမန်မိသားစုတွေကဘာမှမဖြစ်တဲ့မိသားစုတွေကကိုယ်စီမှာပါရှိလဲနော်အင်ကြီးတွေရှိလားနော်ကိုယ်စီမှာစားစရာတွေရှိလားကိုယ်စီမှာတတ်နိုင်တဲ့ငွေကြေးတွေရှိလားအဲ့လိုဒုက္ခရောက်နေတဲ့သူတွေကိုနော်အားနေတဲ့သူတွေကိုမဆာရမိကို၎င်းစွန့်ကြဲခံခြင်းတဲ့စွန့်ကြဲခြင်းအရာတွေတာ၍မင်္ဂလာရှိ၏နော်လောကထဲမှာအသက်ရှင်တဲ့အခါမှာလိုအပ်ချက်တွေလိုချင်တဲ့အရာတွေလူတူတယောက်စီတိုင်းမှာအားလုံးကိုယ်စီကိုငါရှိတယ်တို့ပေမဲ့ကိုယ့်ထက်အားနည်းနေတဲ့သူတွေကိုယ့်ထက်အားငယ်နေတဲ့သူတွေကိုယ့်ထက်စားစရာမရှိဝတ်စရာမရှိတဲ့သူတွေမြောက်များစွာရှိပါတယ်ဒါကြောင့်မို့ချစ်ရတဲ့မိသားစုတွေကျွန်တော်ရဲ့ဒီဗီဒီယိုကိုကြည့်ခြင်းအပြင်လောကကြီးထဲမှာတင်နေကျွန်တော်အသက်ရှင်တဲ့အခါမှာဖခင်ရဲ့ဘုန်းကိုတင်ဘလို့တည်ဆောင်သွားမလဲဖခင်သခင်ရဲ့ချစ်ချင်းမေတ္တာတင်ရဲ့အတွင်းထက်ကနေဘလို့စီးထွက်သွားစေမလဲဆိုကိုထက်အားနေတဲ့သူတွေမြောက်များစွာရှိပါတယ်နော်ကိုထက်အားကြီးတဲ့သူတွေကိုမကြည့်ပါနဲ့ကိုထက်အားနည်းနေတဲ့သူတွေကိုဒီနေ့ကျွန်တော်ဖခင်ကျွန်တော်တို့ကိုပေးထားတဲ့ကိုပေးထားတဲ့အရာတွေနဲ့သူတို့ကိုမဆဖို့ရန်အတွက်ဖခင်လိုတော်ရှိတယ်သူတို့ကိုမဆခြင်းတွေဖခင်ရဲ့ဘုန်းတော်ကိုတင်းနေကျွန်တော်အားဖြင့်ဖခင်ကသူတို့လေးတွေကိုမြင်တွေ့စေမယ်ဆိုတဲ့ဖခင်ရဲ့နှုတ်ကပတ်တော်ဒီနေ့ရှိတာဖြစ်တယ်ဒါကြောင့်မို့သူတစ်ပါးကကိုပါလာပေးမလဲဆိုတာတဲ့ကိုအထဲကနေဖခင်ပေးထားတဲ့အရာတွေနဲ့ဘဒုကိုပါပေးရမလဲဆိုတဲ့အရာကိုမျှော်လင့်တတ်စေပါလှုပ်ဆောင်တတ်စေပါကိုရဲ့ရှေ့တော်မောက်မှာဒီအရာတွေဟာကြုံလာဖို့ဖယားသခင်မြင်တွေ့စေဖို့သူတစ်ပါးကိုပေးနိုင်ဖို့ရန်အတွက်ဖယားသခင်စီမှာတက်တည်တောင်းပါဖယားသခင်ရဲ့မဆခြင်းလက်တော်ဒီမိသားစုတူတယောက်စီတိုင်းပေါ်မှာလမ်းပြပေးမှာဖြစ်တယ်ဒီရနဲ့ပတ်သက်ပြီးဒီနေ့နော်ဖယားရဲ့တက်တည်ကိုကျွန်တော်ခံပြချင်ပါတယ်ဘာလဲဆိုရင်ယနေ့နော်ဒီချိုင်းလက်ဘက်ကိုရှမ်းပြည်နယ်အရှေ့ပိုင်းချိုင်းလက်ဘက်ကိုဖယားသခင်ကကျွန်တော်ပို့ဆောင်လာတဲ့အခါမှာမြောက်များဆိုတော့လူတွေကကျွန်တော်ရဲ့နှုတ်ကပတ်တော်ကိုနားထောင်ခြင်းအပြင်သူတို့ခွန်အားရတယ်လွတ်မြောက်တယ်သူတို့ဟာအသက်ရှင်တဲ့ဖယားကိုဘယ်လိုခေါ်ရမလဲဘယ်လိုမြည်ဆန်းရမလဲဆိုသူတို့ခံစားရတယ်ဖယားသခင်ရဲ့ကြီးစွာတော်ကိုသိချီးမွမ်းတာဖြစ်တယ်ဟာဘယ်သူကငါ့ကိုခွန်အားပေးမလဲဘယ်သူကငါ့ကိုနှုတ်ကပတ်တော်နဲ့ဖေးမပေးမလဲဘယ်သူကငါ့ကိုနှုတ်ကပတ်တော်နဲ့တီဆောက်ပေးမလဲဆိုတာတဲ့ကိုယ်ထဲကရှိတဲ့ခရစ်တော်ကိုနော်နေရာပေးပြီးမှဘဒုတွေကိုကူညီရမလဲဘဒုတွေကိုမဆမယ်ဘဒုတွေကအားနည်းနေတယ်လေဆိုတဲ့အရာကိုနော်ဒီနေ့ကျွန်တော်ဖယားသခင်စမှာဆုတောင်းဖို့လိုပါတယ်ဖယားသခင်ကဒီနေ့ကျွန်တော်ဆုတောင်းထားတယ်ဆိုအားနေတဲ့သူတွေရှိတဲ့နေရာဖျက်ခင်ပို့ဆောင်မှာဖြစ်တယ်လိုအပ်နေတဲ့သူရှိတဲ့နေရာဖျက်ခင်ပို့ဆောင်မှာဖြစ်တယ်ဒါကြောင့်မို့ချစ်ရတဲ့မိသားစုတွေကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်ခြင်းအပြင်ခွန်အားဖြစ်စေတယ်ဖခင်ရဲ့တူထီချင်းခံစားရတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဗီဒီယိုကိုနေ့ရက်စဉ်တိုင်းမှာဖခင်တခင်နဲ့တက်ဆိုင်တဲ့နှုတ်ကပတ်တော်အတုလေးတွေကိုဒီ YouTube ကောက်မှာကျွန်တော်တင်ပေးမှာဖြစ်တယ်ကျွန်တော်ရဲ့ YouTube ကိုကြည့်ခြင်းအပြင်เนาะ Subscribe like and share เนาะ comment လေးကျွန်တော်ရေးပေးစေချင်တယ်ဘာဖြစ်လဲဆိုသိချရတဲ့မိသားစုရှိတဲ့နေရာကိုကျွန်တော်အနေနဲ့မသွားနိုင်ပါဘူးဒါပေမဲ့ဒီဗီဒီယိုတွေဒီ online တွေဒီ YouTube အကောင့်မှာကျွန်တော်တင်ပေးမယ်ဆိုတဲ့အရာကိုမိသားစုကိုပြောချင်တယ်ရောက်စတိုင်းဖျက်ခင်မဆာချင်းရှိပါစေ